အားလုံးပဲမင်္ဂလာပါ အားလုံးပဲမင်္ဂလာပါ content monetization နဲ့ပတ်သက်ပြီးတော့ဒီနေ့သိချင်တာလေးရှိလို့အကိုတယောက်ကိုမေးဖို့ခေါ်ထားပါတယ် ကျွန်တော်က passive income idea တင်တန်းရဲ့ instructor ကိုပိုင်ဆိုတဲ့ဖြစ်ပါတယ် Facebook နဲ့ YouTube နဲ့ကအလုံးလုံးပုံချင်းကလုံးဝမတူပါဘူးကျွန်တော်ရဲ့ဝါသနာအရာ Facebook မှာ reaction comedy view အတူလေးတွေဖန်တီးပြီးတော့တင်တယ်ပေါ့နော်ဒီမှာတခုတတိထားမိတာကကျွန်တော်တို့ရဲ့ Facebook မှာတင်ထားတဲ့ view တွေက view million နဲ့ချီပြီးတော့ရှိနေရင်တောင်မှကျွန်တော်တို့ YouTube ဘက်မှာဆိုရင် view 1000ရဖို့ကလုံးဝမလွယ်ပါဘူးအဲ့ဒါကြောင့်လူတော်တော်များများက YouTube ဘက်ကိုမသွားတော့ဘဲနဲ့ဒီ Facebook ဘက်ကိုရောက်လာတာလို့တွေ့ရတယ်ကျွန်တော်အနေနဲ့လည်းဒီ Facebook ရဲ့အကူအတန်ဘယ်လိုမျိုးအလုပ်လုပ်လဲဆိုတာကိုတေချာမသိသေးဘူးဒါကြောင့်ကျွန်တော်ကိုယ်တိုင်လည်းသိချင်တာရယ်ခုမှစလုပ်မဲ့ beginner တွေအတွက်လည်းသိရအောင်ဗီဒီယိုတစ်ခုအနေနဲ့လုပ်မယ်ဆိုပြီးအကူတယောက်ကိုတွားပြီးတော့အကူညီတောင်းတော့အဲ့ဒီကိုကလည်းရတယ်အတူတူလုပ်ပေးမယ်သိချင်တဲ့မေးခွန်းတွေပဲသူ့ကိုပို့ပေးဆိုတာနဲ့ကျွန်တော်မေးခွန်းလေးတွေပို့ပေးရပေါ့နော်အဲ့ဒီကိုကတော်တော်လေးသဘောကောင်းတဲ့အထဲမှာပါတယ်နောက်ပြီးတော့သူ့မှာက monetization နဲ့ပတ်သက်ပြီးတော့တင်နန်းတွေဖွင့်ထားလို့လည်းသိရတယ်ကျွန်တော်ပထမဦးဆုံးအနေနဲ့မေးထားတဲ့မေးခွန်းကတော့အကူအနေနဲ့ဘယ်ချိန်လောက်က Facebook ကိုစပြီးတော့လုပ်တယ်ဆိုတာရယ်အဲ့ဒီတော့က Facebook ရဲ့ policy အချိန်တွေကဘယ်လိုမျိုးရှိလဲဆိုတာကိုမေးထားပါတယ် Facebook ကိုစလုပ်ခဲ့တဲ့အချိန်ကကိုဗစ်ကာလ2019ပေါ့နော်ဖြတ်ဆွေးမှဖြစ်မယ်ကျွန်တော်အဲ့ဒီအချိန်ကကျွန်တော်ဘဝအတွက်လမ်းတစ်ခုကိုရွေးချယ်ရတဲ့အချိန် online အလုပ်ကိုပဲလုပ်မလားအပြင်ကအလုပ်ကိုပဲလုပ်မလားဆိုပြီးတော့မှကျွန်တော်တွေ့ဝေနေရတဲ့အချိန်မှာကျွန်တော်အမေနဲ့တွားပြီးတော့တိုင်ပင်ဖြစ်တယ်အမေကရတယ်ကိုစိတ်ဝင်စားတဲ့အလုပ်ကိုပဲကိုလုပ်ကျန်တဲ့စာဝတ်နေကိုသူကိုယ်တိုင်ဖြည့်ရှင်းမယ်ဆိုပြီးတော့အမေကကျွန်တော်ကိုအားပေးစကားပြောတဲ့အချိန်မှာပဲကျွန်တော် online အလုပ်ကိုစပြီးတော့မှရွေးချယ်ခဲ့ပါတယ်အဲ့ဒီအချိန်မှာ Facebook ကဘယ်လိုအခြေအနေမျိုးရှိလဲဆိုရင် policy ရဲ့အရန်ကင်းတဲ့ insurance AD ရဲ့ခေတ်စားတဲ့အချိန်လေးဖြစ်တယ်ဒါပေမဲ့ရဖို့လည်းမလွယ်ဘူးလူတိုင်းလည်းမလုပ်နိုင်ကြဘူးအဲ့လို insurance area ပေးတခုရဖို့ဆိုရင်လူတွေက30 30ပေးပြီးတော့မှဝယ်သုံးကြတယ်ပေါ့နော် နောက်ထပ်မေးထားတဲ့မေးခွန်းတစ်ခုကတော့ကိုယ့်ရဲ့ page အောင်မြင်လာဖို့ဘာတွေလုပ်ရမလဲ audience တစ်ခုအနေနဲ့ရောရလာဖို့ဘယ်လိုမျိုးတိဆောက်ရမလဲဆိုတာကိုပါမေးထားပါတယ် ပေးတခုအောင်မြင်လာဖို့ကကြတော့ကိုယ့်ရဲ့ရွေးချက်ပေါ်မှာပဲမူတည်တယ်ဥပမာကျွန်တော်တို့ကပစ္စည်းရောင်းမှလားဒါမှမဟုတ်လူလူမျှဝေပြီးတော့မှဒီ content creator အလုပ်ကိုလုပ်မှလားဒါမှမဟုတ်ရင်ကိုယ့်ရဲ့ brand တစ်ခုကိုပဲတိဆောက်မှလားဒီအချက်လေးတွေကိုလည်းကိုယ်တိုင်ကတည်ထားဖို့လိုတယ် audience တိဆောက်မဲ့အပိုင်းမှာဆိုရင်လည်း target audience ကိုကိုယ်တိုင်သိဖို့လိုတယ်အသက်အရွယ်စကလုံးသုံးပုံတွေနေရာတွေပေါ့နော်ဒီအချက်တွေကိုကိုယ်တိုင်ဥတည်ပြီးသွားမှပဲ audience ကတည်မြဲမှာဖြစ်တယ်ဒါတွေကိုခြုံပြီးတော့ပြောရမယ်ဆိုရင်အသက်အရွယ်ပိုင်းမှာလည်း brother ကဘလို့ content ကိုဘလို့အသက်အရွယ်အပိုင်းသားတွေစီကိုရောက်အောင်ဖန်တီးပြီးတော့ပို့ပေးမှလဲဆိုတာလေဒီ audience target ထားတဲ့အပိုင်းမှာလည်းအရင်အရေးကြီးတယ်ထက်မေးခွန်းတစ်ခုကကျွန်တော်ကိုယ်တိုင်လည်းသိကျင်တယ်ခုမှ page အသစ်နဲ့ video စလုပ်မဲ့သူတွေကသူတို့ရဲ့ page မှာ follower တွေ view တွေတန်းပြီးတော့ရကျင်ကြတယ်အဲ့အတွက်သူတို့ရဲ့ page ကိုဘူးအနေနဲ့လုပ်ကြတယ်အဲ့ဒါခုမှစလုပ်မဲ့ beginner တွေအတွက်အနေနဲ့ကဘူးထိုးပြီးတော့သုံးသင့်လားမသုံးသင့်ဘူးလားဆိုတာကိုမေးထားပါတယ်ဒီအပိုင်းမှာဆိုရင် brother ရဲ့ page မှာ boost လုပ်တာကောင်းတာမကောင်းတာထက်ပေါ့နော်brother ရဲ့ဒီ page က online shop page လားဒါမှမဟုတ်ရင် content video တွေဖန်တီးပြီးတော့မှလူတွေကိုအကျိုးပြုစေမဲ့ creator line ကိုတွားနေတာလားဆိုတာအရင်သိထားဖို့လိုတယ်ဒီနေ့ချက်ကိုကြည့်ပြီးမှ online shop အတွက်ဆိုရင် boost လုပ်တာကောင်းတယ်ကျွန်တော် creator တွေအတွက်ဆိုရင်တော့ boost လုပ်တာမကောင်းဘူး Facebook ရဲ့ဒီ policy အရဆိုရင်လည်း boost လုပ်တဲ့ view တွေကကျွန်တော်တို့ရဲ့ဒီ monetization ထဲမှာထည့်တွက်ပြီးမှတော့မဟုတ်ပါဘူးဒါကိုလည်း Facebook ကပြောပြီးသားဖြစ်ပါတယ်နောက်တစ်ချက်ကကြတော့ဒီ boost လုပ်မဲ့ audience ကတော့ဘယ်တော့မှတည်ငြင်းမှာမဟုတ်ဘူး audience ကိုလိုချင်နေဆိုရင်တော့ content ကောင်းကောင်းလေးတွေဖန်တီးပါရလာတဲ့ follower တယောက်ချင်းစီတန်းကိုအလေးနဲ့ထားပါအချိန်တစ်ခုကြာလာတာနဲ့ဘူးမလို့ပဲ audience ခိုင်နေပေးတစ်ခုတော့ရလာပါလိမ့်မယ်နောက်ထပ်မေးထားတဲ့မေးခွန်းတစ်ခုကတော့အားလုံးလည်းသိကျင်ကြမဲ့ Facebook ကနေပတ်စံရတယ်ဆိုတာဘယ်လိုမျိုးလဲနောက်ပြီး monetization အနေနဲ့ရောဘာတွေလိုအပ်လဲ monetization ရပြီးသွားရင်ရောပြန်ချနိုင်လားဆိုတာကိုပါမေးထားပါတယ်ဒါခုမှစလုပ်မဲ့ beginner ရဲ့အတွက်ဆိုလို့ရှိရင်တော်တော်လေးလည်းသိကျင်ကြမဲ့မေးခွန်းလို့ထင်တယ် Facebook ကနေပတ်စံရတယ်ဆိုတာကကျွန်တော်တို့က Facebook ပေါ်မှာအလုပ်လုပ်နေရတယ်တူတယ်ဘယ်လိုမျိုးလဲဆိုရင်ကျွန်တော်တို့က Facebook မှာ monetization ရအောင်ကျွန်တော်တို့ကစူးစမ်းရတယ်ရပြီဆိုရင် Facebook ကကြော်ညာလာအပ်တဲ့သူတွေစီကပိုက်ဆံကိုကျွန်တော်တို့တင်တဲ့ content video တွေမှာကြော်ညာပြပေးရတဲ့အတွက်ပိုက်ဆံပြန်ပေးတဲ့ပုံစံမျိုးဖြစ်တယ်monetization ရပြီးပြန်ကြားတက်လာဆိုရင်တော့ monetization ကပြန်ကြားတက်ပါတယ်အဓိက copyright နဲ့ policy အကြောင်းကိုခြေခံကြလေ့လာထားမယ်ဆိုရင်တော့ဒီပြဿနာကိုဖြေရှင်းလို့ရတယ်တကယ်လို့ brother ရဲ့ page က content monetization ကြာသွားတယ်ဆိုရင်တော့ကျွန်တော်တို့ဒီဘက်က service တွေနဲ့ပြန်ပြီးတော့မှလုပ်ယူလို့ရတယ်ရနိုင်ကြကျွန်တော်တို့80%တော့ရှိတယ်တိတိကျကျတော့ပြောလို့မရဘူးတကယ်လို့ content monetization ကြာမှာကြောက်တယ်ဆိုရင်ကျွန်တော်ရှေ့ကပြောလို့ပဲ policy နဲ့ copyright အကြောင်းလေးကိုစနစ်တကျလေးလေ့လာထားလိုက်ရင်တော့ဒီပြဿနာအရင်တော့မကြီးမားပါဘူး
နောက်ထပ်မေးခွန်းတစ်ခုအနေနဲ့မေးထားတာကတော့ကျွန်တော်တို့အရင်တုန်းကပေးဒီမှာဆိုရင် content monetization ဆက်အပ်မပေါ်ခင်မှာ Instray Idiot တို့ Bonnet တို့ကနေပဲဝင်ငွေရကြတာအခုနောက်ပိုင်းမှာ content monetization ဆက်အပ်အနေနဲ့ပေါ်လာတာတွေ့ရတယ်တကယ်လို့ကျွန်တော်တို့ရဲ့ပေးဒီမှာ Facebook ဘက်က content monetization ဆက်အပ် invite လာပြီဆိုရင် monetization ရှောက်ဖို့ဘာတွေလိုအပ်လဲပြီးတော့ဆောင်ရန်နေဘာတွေတည်ထားတင်လဲဆိုတာကိုမေးထားပါတယ် ဘာသာတို့ရဲ့ပေးမှာ content monetization ဆက်တဲ့ invite လာပြီဆိုရင်ပထမဆုံးလုပ်ရမယ့်အချက်ကကျွန်တော်တို့ဒီ payout account လုပ်ဖို့လိုအပ်ပါမယ် payout ဆိုတာကြတော့ကျွန်တော်တို့ဒီ Facebook ကရတဲ့ငွေကိုကျွန်တော်တို့ရဲ့ဒီဘက် ban လေးကိုမရောက်ခင်အထိသူကစစ်ဆေးပေးတဲ့အရာတစ်ခုဖြစ်တယ်နားလည်အောင်ပြောရမယ်ဆိုရင် Facebook နဲ့ ban ကြားမှာအရေးကြီးပြီးတော့မှဒီ brother ရဲ့ဒီ content တွေ brother payout လုပ်ထားတဲ့ account မှာ information ဖြည့်တဲ့အပိုင်းတွေမှာမှန်ကန်မှုရှိမရှိစစ်ဆေးပြီးမှဒီဘက် ban တွေကိုသူတို့ကနေမှငွေပြန်ဖြည့်ပေးတဲ့အပိုင်းပေါ့နော်ဒီအပိုင်းလေးတွေကိုသိထားမယ်ဆိုရင် payout information ကိုမှန်မှန်ကန်ကန်ဖြည့်ရမယ်ကိုယ့်ရဲ့ဒီ content အပိုင်းတွေကိုတည်တည်ချာလေးလုပ်ရမယ် copyright တွေညှိမညှိဆိုတာလေးတစ်ချက်စစ်ဆေးပြီးပြီဆိုရင်တော့ဒီ brother တို့က Facebook ကပိတ်ဆံကိုတည်တည်ချာလေးနဲ့ရှာလို့ရပါတယ်ဒီ policy ကင်းပြီဆိုရင်တော့ကျွန်တော်တို့ရဲ့ဒီဘက် ban တွေကိုတေချာပေါက်ငွေရရောက်လာမှာဖြစ်ပါတယ်ဒါတော့ဆိုရင်တော့အခြေခံအဆင့်လေးတော့နည်းငယ်တော့တည်သွားမယ်လို့ကျွန်တော်ထင်တယ်နော် နောက်ဆုံးမေးခွန်းတစ်ခုအနေနဲ့မေးထားတာကတော့ခုမှ Facebook ကနေပတ်စံရှာမဲ့သူတွေဘယ်သူတွေပဲဖြစ်ဖြစ်အခုအနေနဲ့ဘယ်လိုမျိုးအားပေးစကားအကြံဉာဏ်လေးပြောပေးခြင်းလဲ ဒါကတော့လုံးဝပြောသင့်တယ်လို့ထင်နေဗျာတချို့ beginner တွေက Facebook ဒီလောကတွေဝင်လာပြီဆိုရင်ခဏလေးနဲ့စိတ်တက်ကြသွားတာနော် Facebook က monetization တခုတည်းနဲ့ပဲကျွန်တော်တို့ကငွေရှာလို့ရတာမဟုတ်ဘူးတခြားငွေရှာလို့ရတဲ့နေရာတွေအများကြီးရှိတယ်ကိုယ့်ရဲ့လေးလာမှုပေါ်မှာပဲအလုတ်ကတက်တည်ပြသွားတာများတယ်ကျွန်တော်လည်းစလုပ်တုန်းကဘာမှမသိတဲ့ခေါင်းထဲမှာပါတယ်ကျွန်တော်ဆိုလဲကိုယ့်ထက်နားလေတဲ့သူတွေကိုတွားပြီးတော့မှသူတို့အားတဲ့အချိန်လေးကိုစောင့်ပြီးတော့မှကျွန်တော်မေးရတယ်ပေါ့နော်ကြောက်နေလို့လည်းမရဘူးရှက်နေလို့လည်းမရဘူးတချို့တွေဆိုရင်ရှိတယ်ကျွန်တော်ကိုလာမေးပြီဆိုရင်တော့မှစင်းပြတာကြာပြီဆိုရင် cancel ဖြတ်သွားတယ်ပေါ့နော်ဒီ message ကို delete သွားတယ်အဲ့လိုမျိုးမလုပ်ပါနဲ့ကျွန်တော်တို့လေးလာနေတဲ့သူတွေတော်တော်များများကအချိန်မပေးနိုင်ဘူးဒါကြောင့်မလို့အားတဲ့အချိန်မှာပဲဝင်ဖြေနိုင်တာမျိုးတွေရှိတယ်ဒါလေးကိုလည်းကျွန်တော်ပြင်စေချင်တယ်ပေါ့နော်ကိုကမေးတယ်ဆိုရင်အောက်ကျုပ်ခံပြီးတော့ပဲမေးပါဆရာကြီးဆိုင်နဲ့တွားမေးပြီးတော့မှပြန်မဖြေတဲ့အချိန်မှာ delete သွားတာကြီးဘယ်လိုပဲဖြစ်ဖြစ်မကောင်းဘူးပေါ့နော်အဲ့ဒါလေးလည်းတစ်ချက်သတိထားပေးပါဒါကြောင့်မလို့ကိုကနားမလည်ဘူးဆိုရင်အရင်ဆုံး AI ရှိတယ် AI ကိုအရင်မေးပါ AI မေးပြီးသွားပြီဆိုရင်ကိုယ့်ထက်နားလေတက်ကြမ်းတဲ့ဆရာတွေစီမှာဒီ social ကောင်းနေဆိုရင်သူတို့စီမှာမရှက်မကြောက်ဘဲနဲ့အောက်ကျုပ်ခံပြီးတော့မေးပါဒါမှလည်းကျွန်တော်တို့ရဲ့ဒီ knowledge တွေကတဖြည်းဖြည်းနဲ့ပို့ပြီးတော့များလာမှာဖြစ်တယ်အဲ့လိုမျိုးလေးလာတာများလာပြီဆိုရင်နှစ်တည်းအနေငယ်ကြားလာတာနဲ့ဒီ Facebook က brother ရဲ့ဒီကစားလို့ရတဲ့အရာလေးတစ်ခုအနေနဲ့ဖြစ်သွားလိမ့်မယ်ဒါဆိုရင်ဒီလမ်းကြောင်းပေါ်မှာ brother ကောင်းကောင်းရှောက်လို့ရသွားမယ်ဒီ Facebook ရဲ့အလုပ်လုပ်ပုံတွေကိုတည်သွားမယ်ဆိုရင် Facebook ရဲ့ငွေဝင်တဲ့လမ်းကြောင်းတွေကဘယ်နေရာမှာဘာရှိတယ်ဆိုတာတည်သွားမယ်ဆိုရင် brother Facebook ပေါ်မှာရက်တည်လို့ရသွားပါလိမ့်မယ်ဒါကတော့ကျွန်တော်တွေးကြုံလာတဲ့အတွေ့အကြုံတွေကိုဒါမျှဝေပေးတာဖြစ်ပါတယ်မေးပေးတဲ့ဒီကိုဖိုးလာပြုတ်လည်းကျွန်တော်အနေနဲ့ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာအားရမေးခွန်းတွေကိုအခုလိုမျိုးစိတ်ရှိရှိနဲ့ဖြေချပေးရဲ့အတွက်လည်းဒီအကိုကိုကျေးဇူးတင်ပါတယ်အခုမှစလုံးမဲ့ beginner တွေအတွက်ဆိုလို့ရှိရင်လည်းတော်တော်လေးတည်သွားလောက်ပြီလို့ထင်တယ်ဒီဗီဒီယိုအစိုးရကြည့်ရှုပေးရတဲ့တရားရှင်းစီတိုင်းကိုလည်းကျေးဇူးတင်ပါတယ် see you ပါ